ဘတ်တာရဲ့တင်းနှင်းငွေလေးကိုရောက်ရှိလို့လာပြန်ပြီနော်ဒီတစ်ပတ်မှာတော့1988ခုနှစ်မှာရိုက်ကူးခဲ့တဲ့ဂျပန်အန်နီမီဇာတ်ကားတစ်ကားဖြစ်တဲ့ My Neighbor Totoro ဆိုတဲ့ဇာတ်လမ်းလေးအကြောင်းကိုပုံဆွဲရင်ပြောပြမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဇာတ်ကားထဲမှာပါတဲ့ဇာတ်ကောင်လေးတွေကိုအရင်ပြောပြမယ်နော်သူကတော့တိုတိုလို့ခေါ်တဲ့ကြောင်လေးပဲဖြစ်ပါတယ်သူကတော့ဆာဆူကီဖြစ်ပါတယ်သူကတော့မိဖြစ်ပါတယ်သူတို့မြောက်ကညီမတော်ဆက်ပါတယ်ဇလန်လေးအကြောင်းအရာလေးကတော့မီနဲ့ဆာဆူကီမှာနေမကောင်းတဲ့အမေရှိရဲပေါ့နော်သူတို့ရဲ့အမေကြောင့်မလို့ဆာဆူကီရဲ့မီရဲ့သူ့ဖေရဲ့ကကြီးလက်တော့ရလေးကိုအိမ်ပြောင်းရွှေ့နေထိုင်ရတယ်သူတို့နေတဲ့အိမ်ထဲမှာဆိုရင်ထူးဆန်းတဲ့သတ္တဝါလေးရှိနေတာကိုတွေ့ရှိရတယ်ပေါ့နော်ဒီနေ့မှာဆာဆူကီကကြောင်းသွားတဲ့အခါမှာသူ့ညီမလေးမီကအိမ်မှာနေခဲ့ရတယ်နေခဲ့တဲ့အခါမှာခြံဝင်းထဲမှာသူကဝက်တချလေးတွားကောက်တယ်တွားကောက်တဲ့အခါမှာဒီထူးဆန်းတဲ့တိရစ္ဆာန်ချစ်စရာတိရစ္ဆာန်လေးတွေကိုသူကတွားတွေ့တယ်တွေ့တဲ့အခါမှာသူတို့နှစ်ယောက်ရဲ့နောက်ကိုလိုင်းနဲ့ဘယ်သူနဲ့တွားတွေ့လဲဆိုတူတိုနဲ့ထပ်သွားတွေ့ရဲပေါ့နော်ထပ်သွားတွေ့ပြီးတော့တနေ့လည်းရောက်ကောသူတို့အဖေကအလုပ်ကနေပြန်လာတာအိမ်ကိုမရောက်သေးလို့ဆိုပြီးသူတို့ညီမနှစ်ယောက်ကနေပြီးတော့ကားကိတ်ကိုတွားကြတာတွားကြတဲ့အခါမှာဘယ်သူနဲ့တွေ့လဲဆိုတော့ဒီတူတိုနဲ့ထပ်တွေ့တယ်တွေ့တဲ့အခါမှာအဲ့ခင်မှာမော်လည်းရွာနေတဲ့အခါမှာဒီဆာဆူကီကနေပြီးတူတိုကိုထီလေးငါပေးလိုက်တာငါပေးလိုက်တဲ့အတွက်ကြောင့်တူတိုကကျေးဇူးတင်တဲ့အနေနဲ့သူ့ကိုအထုပ်ကလေးထုတ်လက်ဆောင်ပေးလိုက်တာအဲ့မှာသူတို့နှစ်ယောက်အိမ်ကိုလည်းရောက်ကောအဲ့ထုတ်လေးကိုဖြီးလိုက်တဲ့အခါမှာအထဲထဲမှာသစ်စီလေးတွေပါတော့တွေ့လာရောတွေ့လိုက်တဲ့အခါမှာသူတို့နှစ်ယောက်ကနေအဲ့စီလေးတွေကိုထုတ်ပြီးတော့မီးထဲမှာချပြီးဆိုင်လိုက်တာဆိုင်လိုက်တဲ့အခါမှာထူးဆန်းစွာနဲ့ပဲတစ်ပင်အကြီးတစ်ပင်ပေါက်လာတာပေါ့နော်ပေါက်လာတယ်ပေါက်လာပြီးတော့ဒါပေမဲ့မနဲ့လေရောက်အဲ့ပင်ကြီးကမရှိတော့ဘူးမရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့အယောင်ထူးဆန်းနေရပါတော့ဂျားထဲမှာဒီသူတို့နှစ်ယောက်အမေအသက်နေမကောင်းဖြစ်နေလို့ဆိုပြီးတော့စေယုံလိုက်သွားကြတဲ့အခန်းတွေရှိတယ်ညီမနှစ်ယောက်စိတ်ဆိုးပြီးတော့ဒီအငယ်လေးကသူ့ဘေးစီကိုလိုက်သွားတဲ့အခါမှာသူညီမလေးပြောက်လို့ဆိုပြီးတော့လိုက်ရှာတဲ့ခန်းနေရှိမယ်တူတူတို့ကိုအကူကြီးတောင်းရတဲ့ခန်းလေးတွေလည်းရှိမယ်ပေါ့နော်ဒီဇလန်လေးကအရင်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့ထူးဆန်းပြီးမဖြစ်နိုင်ဘူးလို့ထင်တဲ့အကြောင်းအရာတွေလည်းအများကြီးပါပါတယ်ဇလန်လေးကစိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြည့်ချင်တယ်ဆိုရှင် My Neighbor Totoro ဆိုပြီးတော့YouTube မှာရိုက်ရှာပြီးတော့ကြည့်လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်